Alo mình là ba, phía cái chỉ số chủ yếu chỉ mong bà đấy. Phía cái cố sắp chỉ áp phía thì nhiều của nó dễ chế á chính chắc này gặp các bạn đấy. Đối với đó nhà về thì tiền nó mà rồi phía đấy. Phía cái cố sắp chỉ áp phía giáo sư là phía đấy cái đó. Thì sẽ mà là bộ cái gì phía bạn rồi đó. Nó sẽ đi để là tôi mà cú bể gì đó, sĩ cam đi xem mà làm mình ta dù là người bị đó, tôi mà chỉ có bây giờ mới số đó. Cho nó cả from January to November là chỉ fully booked up. Bây giờဖြစ်တဲ့အတွက်ကြောင့်ဒီဇင်ဘာလတစ်လတော့တာသမီတွေနဲ့နေဖို့ကျွန်တော်တောင်းဆိုတဲ့အတွက်ကြောင့်ကျွန်တော်လည်းဒီဇင်ဘာလကိုနေဖို့ဖြစ်သွားပါတယ်ဒီအတွက်ကြောင့်ဒီမှာမလာနိုင်တဲ့နေရာကိုလည်းကျွန်တော်တောင်းပန်နေဆိုတဲ့အကြောင်းပြောပြစီတို့ပြီးတော့ညာလေ January လမှာလာဖို့ဖြစ်ပါတယ် January လမှာကျတော့ကျွန်တော်ကမြန်မာပြည်မှာပွဲနှစ်ပွဲရှိပါတယ်အဲ့ပွဲနှစ်ပွဲကိုကျွန်တော်ဖြတ်ပြီးတော့မှဒီလိုလာတာဖြစ်တယ်အဲ့ပွဲနှစ်ပွဲအတွက်ကိုကျွန်တော်ကAugust September November လောက်မှာကျွန်တော်ပြန်ပြီးတော့မှအစားထိုးပေးမှာဖြစ်တယ်ပို့ဆောင်ပေးတဲ့ဘုရားခင်ကျေးဇူးတော်ချီးမွမ်းတယ်လို့ဒီမှာရောက်ရှိလာတဲ့အခါမှာဒီရောက်ရှိတဲ့ညီကိုမောင်မတွေရောက်ရှိတိုင်းကိုကောင်းချီးဖြစ်စေခြင်းနဲ့ဝမ်းမြောက်ခြင်းနဲ့ပြည့်စေခြင်းနဲ့စစ်မှန်တဲ့ဝမ်းမြောက်ခြင်းစစ်မှန်တဲ့အောင်မြင်ခြင်းထဲမှာရှိစေခြင်းနဲ့ဘုရားသားသမီးလို့ပြောပြီးတော့မှဆုံးရှုံးတဲ့အတ္တဘုရားကိုလိုချင်ခရိယန်တယောက်ဖြစ်တာကဘုရားနဲ့တိကျွမ်းမှုအင်မတန်အရေးကြီးသောခြင်းကာလဖြစ်တယ်ခရိယန်ဆိုတာဘာသာတရားပါဒါပေမဲ့ယေရှုခရစ်တော်လောကကိုကြွလာတဲ့အခါမှာခရိယန်ဘာသာတည်ထောင်မှုကြွလာမှာမဟုတ်ဘူးလူတွေကိုကယ်တင်ဖို့ကြွလာတာခရိယန်တယောက်ဖြစ်လို့ကယ်တင်ခြင်းမရပါဘူးအဲ့ဒီကယ်တင်ရှင်နဲ့တိကျွမ်းရင်းနေထားဖို့ဘုရားအရေးကြီးတယ်နှစ်ပေါင်းများစွာကျွန်တော်ဟာခရိယန်မိသားစုထဲကပေါက်ဖွာလာတော်သူတယောက်ဖြစ်ပါတယ်ခရိယန်ထဲကနေပြီးတော့ကြီးပြင်းလာတဲ့ခရိယန် Sunday School ဝေးလာတဲ့အသင်းတော်မှာစက္ကတ်တဲ့ Sunday School မှာကြီးပြင်းလာတဲ့ဘုရားအကြောင်းတွေအကုန်သိပါတယ်ခရိယန်အကြောင်းတွေလည်းအကုန်သိပါတယ်ဒါပေမဲ့ကျွန်တော်မသိတာခရစ်တော်မသိဘူးခရစ်တော်အကြောင်းတော့သိတယ်ခရစ်တော်ကျွန်တော်မသိဘူးခရစ်တော်မသိတဲ့အသက်တာဆိုရှယ်ကျွန်တော်ငယ်ငယ်ရွယ်ရွယ်နဲ့ကျွန်တော်ပိန်းစားဘဝရောက်သွားရဖြစ်ချင်တာကအဆိုတော်ဖြစ်ချင်လို့ဟိုလူနဲ့လိုက်ပေါင်းဒီလူနဲ့လိုက်ပေါင်းအဆိုတော်မဖြစ်ပဲနဲ့ပိန်းစားဖြစ်သွားတယ်ခရိယာမှာဘုရားကြောင့်ပုံမှန်တတ်တယ်ဒါပေမဲ့အရက်တောက်လိုက်ပိန်းစားလိုက်ဘုရားကြောင့်တက်လိုက်အရက်တောက်လိုက်ပိန်းစားလိုက်ဘုရားကြောင့်တက်လိုက်မကောင်းတာလည်းအကုန်လုပ်တယ်ဒီလိုမျိုးနဲ့ကျွန်တော်အသက်ရှင်ခဲ့တဲ့ဒီပေါင်းများစွာကျွန်တော်အသက်12နှစ်မှာကျွန်တော်အဖေဆုံးသွားတယ်အရေးခင်းမှာအမေကကျောင်းဆရာမကြီးဖြစ်တယ်ကျောင်းသားတွေကိုစီကရှိကိုစင်ပေါ်မှာတက်ပြောတာသူ့နိုင်ငံရေးတရားဟောပါတယ်ဆိုတော့မှအလုပ်ထုတ်လိုက်အဲ့ဒါကျွန်တော်အမေအလုပ်ပြုတ်တယ်ကျွန်တော်အဖေပြေးသွားတယ်ကျွန်တော်နေစရာမရှိဘူးအမျိုးတွေအိမ်မှာသွားနေရတယ်အစိမပြေမှုတွေများစွာကြုံတွေ့ရတဲ့အခါမှာကိုဖြစ်ချင်တာမဖြစ်လာတဲ့အခါမှာကိုလှုပ်ချင်တာတွေစလှုပ်လာဖြစ်ချင်တာမဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ငါနေမယ်ဆိုတော့မှတောက်စားဘူးယူနေချင်လို့နေလာတဲ့ဘဝခရိယာတော့ခရိယာပဲအမေကျွန်တော်မိကုန်းကခရိယာလို့ပြောနေပြီးတော့မှဘာမှမထူးခြားဘူးများတယ်သူများတော့မှတာသေးတယ်ခရိယာလို့လည်းပြောတယ်ကျွန်တော်အဖေနဲ့အမေဘာကြောင့်အလုပ်တွေပြုတ်ကုန်တာဘာကြောင့်အဖေကစောစစ်စစ်တည်သွားတာကျွန်တော်တိတပြကာလပတ်လုံးကျွန်တော်အဖေကယောဂနဲ့အ
Niera, Nachi, Widana, never, John Duya, Janot at the Senate, Janot, Janot Amat, they were, Janot Abu, they were. Janot Yasinda, Janot Korean kid, a party with my shoe, that Janot me, Janot Pure, Sudan, but Jansa Pop up Pure. Just super down, Jansa never found. Why don't? Sudan and Patule. I made a lot of Sudan there. Also, Mark gave you the kid. Sudan, Sudan. I got home at the Jeep, but same matter of you. Pony John Water do it on my poor to know that I'm in there. I got home at the below my Mosuma gave you the kid. To be a Panaco scene and I don't Panaco who have been. But three and the Lama John and Piano Potato to my ears up. General looks at Lodi and Nation Lodi watching those water. How me on Josare. The better could be the Yaga. Out ye of Josani in the Maumi, the out ye chi of some. Has some moon original beacon, has some. But some machine show to children. Secret boo, a secret boo, them at the lake fishing. Egg the lake, I call my lady, she young and told it. Me neither of alone, but all my people knew you. Show to it. Has some mood in the venture of walking and party with my shoe. The low level donor, though you go, so not the move your water. I don't let we see what I don't do, those who put your job the arrow. See how long I'm doing. You are not mammy, but they don't make a kid high. They don't let it, don't talk about it, don't never much of it. Janot the Yara may look the chamber, Janot and Job. And a partner of Madu, job change, not him a sheep. A young job. A young Japan in a chain. A young Fuashi de chamber. The GDS are sick with our loser, they didn't wait a giant chain day. Shop your women to get the Ganima job. Did I see the bad people there? Tell them the see what they don't make your job. Malu job is law. You know, pay dog mention. You know, what people mention of it. You don't know, maybe Jared come, you know, Jared, you, you know, Lenny, you know, Piantocina, like a little young. Do you so God? You want to jacket, they don't pay. You're a chick, but you know, I am job. So, teaching the out, you know, I am job. Dapat ada cek mas, sana semua tin happy dah hasil. Sana semua batin hal. Nino tin berdoa mana, sana semua tin bil. Kau yang naik baca le, Yesus goyong lu kang ingeriat tin, ingeriat sana semua siapa tin habil. Tin berdoa mana, kau yang naik Babylon le, Yesus goyong lu. We don't want chance at them meeting. The Chima Suri. For God so loved the world that He gave His only begotten Son. Those who ever believe in Him shall not perish, but have eternal life. We know the scripture. We know by heart. But the problem is, we don't know the meaning of that scripture. We know the scripture by heart, but we don't know the meaning of the scripture. Jampai ku jenero akong aloya be jampai anak debe jenero kong nabele. Era social ne. Jenero Korea ni pia jong da pong man tat da ba jong pia jong tat le me ji mati. Ba jong pia jong tat da le so ye Korea molo tat da bo lu phi ma bo. Da so ba lo tani ko ni ma pia jong tat ara le. Baru tadi ni Korea le. Da so nau dia ka pyo me tani ko ni so la pa de. Ubong ni asiha sani ni. Ayo ubong ni ma pia jong tat ma ama. Ubong ni tani ko ni bo sani, kana sani ti jong bo myo. Sani ti
नहीं को नहीं अते अने चनो तुम यार लाभ ले प्याउले भी रे नाउ पाई मा सिया बातें ले चनो तने लाते सिया चनो पोकिया म प्यो बाने चनो म प्यो बा बु चलो भैया का तने को नहीं ले मो तने ला नहीं ले मो इनका नहीं ले मो चनो भैया का अच्छे नहीं मा को कोई थाई तो भैया शिव फिर चनो भैया का अच्छे नहीं मा को कोई थाई दे भैया फिर दे निया नहीं मा को कोई थाई तो भैया शिव फिर दे चनो भैया को तने को नहीं मा बे पाँव खा बरो को कोई लो मिया को चनो वा भैया के को तने को नहीं मा बा तैया पलें ली वो मा थाई खाए बिरो लाशिको बिरो नाई लीज़ा का मालाशिको नाई क्वेश्चन बाय बाय डबल लोग चंके इमा पिया साउ तने को नहीं अच्छी पिया साउ आरो डबल लोग लोग ये लोग लाइक ओंगे काली माउंग ने तुम यार जोड़े को पिया जोड़े में से लाइक ओंग में अलोग मासे में पिया सुपरवाइजर हो पिया से में डबल लोग चिन्ना लोग में कंप्यूटर जी में Facebook di long में हीज़ा ले था में Facebook इंटरनेट है मत तो यार तो मोली यार तो हीज़ा था रे जर्मनी मत यार इंग्लैंड मत यार अमेरिका मत यार ऑस्ट्रेलिया मत यार बाकी ले इंटरनेट में हीज़ा था रा बाप जतना मनुष्य Facebook है मत कोई यानी अच्छी चीज़ यार कितने यार का प्यार खेंगा चिची में ताकि लो जान Facebook မှာတင်လိုက်ရင်နောက်တစ်ယောက်ကပြန်ရေးတယ်ဘုရားသခင်ကလောင်တော်မီလည်းဖြစ်တယ်ချစ်ချင်းမြတ်တာပဲမပြောနဲ့တယောက်နဲ့တယောက်က Facebook ထဲမှာရေးရေးလဲလဲ fight နေကြတယ်ခရိယန်တွေအရာစကားများတယ်ဘုရားကြောင့်တက်နေတဲ့ဖုန်းသုံးတဲ့အဖွဲ့တွေရှိတယ်ဘုရားကြောင့်တက်နေတဲ့သူတို့ဖုန်းဘယ်လိုသုံးလဲဓာတ်ပုံရိုက်တယ်ကျွန်တော်ရိုက်อาเซียดีเวลาเตียฮอลนี่อย่างเดียวย้ายไล่ปีตุเมียไม่อยู่นี่มาเข้าป่าวูตุเมียที่เอาเซลฟี่เปลี่ยนย้ายปีฟีสพี่อาจารย์ล่ะตุดับโบ้เนี่ยเป็นลูกชูย้ายปีตุเฟซบุ๊กผมมาเปลี่ยนไล่อัพโหลดเปลี่ยนไล่ปีตุเตียน้ำทองหูFacebook นั่นนั่นจีเดไลค์เราอยากไลค์ที่อันยาอยากบอกคอมเมนต์มาอยากดูมาจีน่าอย่างเอาการในยีเนี่ย any comment เสกเราอยากตัวยันจีน่ามาด้านนี้เป็นเชียงยาวกว่าเลยเอาจีพีเดเชียงยาวกว่าว่ามีโดยมีแต่เราให้เชียงยาวมันคือมีกูมองมาโลมาโลพยาเจ้าหลักแต่เลยมีจีมันตีได้ตัวใหญ่พระเจ้าดึงเวทได้มาตีพระเจ้าพยาเจ้ามาตัดสินละสุราเลยมาตีอลุงเวทได้คนน้ำเลยเป็นอลุงเวทอลุงเวนักข่าวต้องการก่อนได้ไปจินนั่นโดอลุงเวเจ้าน้ำเลยဒီဖျားကြောင့်အလူငွေပဲကောက်ခါလဲကောက်တာမပြီးနှစ်ခါထပ်ကောက်နှစ်ခါပြီးသုံးခါလာအောင်ဆိုတဲ့ question ဘာမသိဘူးကျွန်တော်တို့ခရိယန်နှစ်ပေါင်းများစွာခရိယန်သာဖြစ်လာတာကျွန်တော်ဘာမှနားမလည်ခဲ့ဘူးဘာဆိုဘာမှနားမလည်ဘူးဘယ်အချိန်မှကျွန်တော်သိလဲဆိုတော့ตีการนี้เนี่ยเชิงมาตีเราไม่รู้เสียวเยอะเชิงมาจนเราอายันเจ้าเอล่ะจนเรานิชิขามิดายีเรมันนี่ไรเนี่ยยันท่าลาเลยเสียเยอะเตียวเสียยินดีมีตีนำไปหาก็กินได้กันเสียมาไม่ยอมเบาไม่ยอมพูดสุรากับเป็นเชิงมาติเลยจนเราเตะการนี้เนี่ยเชิงมาจนเราไม่ยอมพูดสุราเป็นตัวมาลาบิโอเสียมาโลจนเราอัดเทมาตีเลยไอ้เชิงมาไอ้เสียกะทารายีอยากชอบโยเคเดสุราจนเรานั่นเลย
the chole they were kama atupa chale chimali pito na kityo le kriyan yakuma tu ye winyi ha Pia ki yin gwe ma mayaw pa mayaw ke kriyan nya yi Pia jaw pong ma tai yin ne ngaye twa le kriyan ni a mya ji shi de Ba jaw le so ro chuno ro achi kan ko kong ma ti phe kriyan the foundation ko na ma le de kriyan ni a mya yi shi Da jaw a tin do ni kwe ni da mo That don't tell me about Yanni Kiddy Lamo. Tell me about Sagari Yanni Lamo. Naro, Nichima, Naro, Nichi, Naro, Piyin, Nichi, Nama, Yudanamo, Piyin, Nema, Booking is the walking with one. Okay, never milking in that doggy in the aquarium. You must see it. You want it. Yaula in that door, Yaula at two Piasico Mayabu. Do you call Matubu? The girl just got to open. Crypto at the bar. Now, let you know. Tôi không mà đủ ba trong này, tâm hồn đi ao bài cha mà đi luôn, tâm hồn đi ao, English là gì? The truth. That's why the Bible said, "Ye shall know the truth. The truth shall make you free." Tâm hồn đi ao một tí, tâm hồn đi ao cả luôn nhau gì? Beda ni lom nhau mà, bada yile ka ni lom nhau si, wane chine ka ni lom nhau si, chao yu chine ka ni lom nhau si. Imagine ang biopya, hilong naikan yoria, lu uye miala ni amya chao siya kau ni naikan. Alam tela, Australia sim kiwala. Now send it to Chechaya and look, Mayara do a yam. Lu Ui at down, Lona, and Yinia, a bit I know. A soya and Yasin Davi, Trachani. Soying Sia a Johnny, Punyala Bushi. How many? Payata the meat was sewing the part of machine. How many the cushy? Payata the meat a Korea, but who? Korea like Payata the meat of who? No. Payata the meat sewing, Payata we use. Korea like a Payata the Mahobu. Now Payata the meat like a Korean with Yoluya. Payata the meat Daigo. Korean look your yard. Having Korean Daigo, Payata the Milo Piolo, Maya. I don't let Jazza get your Avida. Jazza the Bible knowledge of Pajaya. I want you to read one scripture. John chapter 1. The Gospel of John chapter 1. Chapter 1, verse 13. But I want you to read from verse 12 and 13. Sanekane Satongo General Kanali Hachine. Di luar patwa macam apa malu pame, jangan jigo mau mari apa ni ngaji beba in maybe in Chin or in English. Chotu go lakha tamya do tu di hudo, koro go yung chido tu apaya, I
ယာခင်သားဖြစ်ရသောအခွင့်ကိုပေးတော်မူ၏ထိုသားတော်မူကားလူမျိုးနှင့်ဆက်ဆံ၍ဖွာသောသားမဟုတ်လူမျိုးနဲ့ဆက်ဆံ၍ဖွာသောသားမဟုတ်ပြောချင်တာကချင်ဖြစ်လို့လူတွေထင်တာကချင်ဖြစ်လို့ကရင်ဖြစ်လို့ချင်းဖြစ်လို့ခရိယာဖြစ်တာမဟုတ်ဘူးလူမျိုးနဲ့ဆက်ဆံ၍ဖွာသောသားမဟုတ်ပြီးတော့မှပြောတယ်မေထုံတဝါတာအဖြစ်ဖွာသောသားမဟုတ်မေထုံတဝါတာဆိုတာဘာကိုပြောတာမေထုံတဝါတာဆိုတာအဖေခရိယာအမေခရိယာနေမွေးလာလို့တင်ခရိယာဘာသာဝင်တော့ဖြစ်မယ်ဘုရားသားဖြစ်မဖြစ်အကြောင်းဒီခရိယာနေအရင်ကြီးတာကိုသားသမီးကိုခရိယာဘာသာနဲ့မိတ်ဆက်ပေးတာလားခရစ်တော်နဲ့မိတ်ဆက်ပေးတာအဲ့ဒါအရင်ကြီးကျွန်တော်တို့ကိုယ်တိုင်ကဘာသာတရားတွေမှာရှိရင်ကိုသားသမီးကိုဘာသာနဲ့ပဲမိတ်ဆက်ပေးတယ်ခရစ်တော်နဲ့မမိတ်ဆက်ပေးနိုင်တော့ကျွန်တော်အဖေကျွန်တော်ကိုမိတ်ဆက်ပေးခဲ့တာနှစ်ချင်းနဲ့မိတ်ဆက်ပေးခဲ့တယ်ခရစ်တော်နဲ့မမိတ်ဆက်ပေးဘူးဒါကြောင့်ကျွန်တော်အဖေကအသင်းတော်လူကြီးဖြစ်တဲ့အသင်းတော်နှစ်ချင်းဘုရားကျောင်းမှာဟာလေလုယာအာမင်ပေါ်ရင်ကျွန်တော်အဖေကိုယ်တိုင်မောင်းထုတ်ကျွန်တော်တို့ဘုရားကျောင်းက very နှစ်ချင်း very Baptist ဘုရားကျောင်းထဲမှာလာတော့ hallelujah hallelujah လို့ထွက်သွားhallelujah အော်ချင်းအင်ဂျီကိုသွားငါတို့ဘုရားကျောင်းမှာလာတယ်အဲ့လိုသူပြောတယ် hallelujah အော်လို့မရအောင်အာမင်ဆိုရင်ဘုရားရှိခိုးပြီးမှအကုန်အတူတကွအာမင်ဆိုတော့ပါအချိန်တိုင်းအာမင်လို့သူမကြိုက်ဘူးအာမင်လို့ကြက်တာသူမကြိုက်ဘူးကျွန်တော်အဖေကိုကျွန်တော်မေးတယ်အဖေဟာလေလုယာဘာလို့မအော်ရတာလဲမအော်နဲ့ဆိုမအော်နဲ့ဒါပဲသူမရှင်းပြဘူးကျွန်တော်ဆိုတော့ကျွန်တော်ငယ်တဲ့ကျွန်တော်ဘာဖြစ်သွားဟုတ်တယ်ဟာလေလုယာဆိုတဲ့အကွက်တွေအားလုံးမရဲသွားမဲ့အကွက်အဲ့လိုလည်းခံထားတယ်အေဂျီတွေအားလုံးမရဲသွားကျွန်တော်အဖေအဲ့တိုင်းပဲကျွန်တော်သင်ခဲ့တယ်ဒါနဲ့ကျွန်တော်လည်းအဲ့တိုင်းပဲကျွန်တော်ယုံတယ်အေဂျီဖျားကြောင့်ကျွန်တော်ဘယ်တော့မသွားဘူးခြေတော်မနေဘူးတော့ကြိုက်ကျွန်တော်အဖေကျွန်တော်မိတ်ဆက်ပေးခဲ့တာနှစ်ချင်းနဲ့ဒါကျွန်တော်ကြီးပြလာတာနှစ်ချင်းပဲနှစ်ချင်းဖျားကြောင့်ပါပဲကျွန်တော်ကြီးတယ်နှစ်ချင်းတော့မှယုံတဲ့နှစ်ချင်းမဟုတ်ကျွန်တော်တို့ကစုလေရန်ကုန်စုလေတက်တဲ့ဘုရားကျောင်းချွေးမှတ်တယ်စုနှစ်ချင်းချင်းတူတာတော့မှမြို့ထဲကနှစ်ချင်းမှအပန်းဒီလိုခံယူခဲ့ဒါတော့မှမြန်မာ session မတက်ဘူး English session ပဲတက်တယ်ဒါကြောင့်ကျွန်တော်တို့ကနှစ်ချင်းတော့မှကျွန်တော်တို့က American Baptist it's not Burmese Baptist American Baptist ဒီလိုကျွန်တော်တို့တက်ခဲ့ဒါမဲ့အဲ့ဒီအတက်တာနဲ့တွိုင်းတဲ့ကြောင့်တိတ်ဖို့ဖြစ်သွားတယ်ကျွန်တော်အဖေခရိယန်ကျွန်တော်အမေခရိယန်ဘုရားကျောင်းမှာလူကြီးဒါမဲ့တကယ်ဘိန်းစားနဲ့တိတ်တော့မရှိမှာဘယ်သူမှလာမကယ်ဘူးတစ်ချင်းလည်းမကယ်ဘူးအေဂျီလည်းမကယ်ဘူးဘာမှမကယ်ဘူးအဲ့ဒီချိန်မှာကျွန်တော်ကြောက်တော့ခေါ်ရရခုရှိတယ်ငယ်တော့ကဆရာမတွေတင်ခဲ့တယ်ငါ့ကိုခေါ်တော့ငါထူးမယ်ကြီးသောအရာတင်မသိနိုင်အောင်နဲ့နေတဲ့အရာငါပေါ်ပြမှာဆိုတော့ကြားပိုင်လေးတစ်ပိုက်ဝင်လဲဝင်လာခေါ်ရင်ထူးတယ်ဆိုရင်ဖေရအသက်ရှင်နေဆိုရင်ကျွန်တော်အသက်ပြန်ပေးပါကျွန်တော်အေးရအဲ့ဒီချိန်မှာကျွန်တော်ရဲ့အထဲမှာကြောက်ရွံ့ခြင်းစိုးရိမ်ခြင်းနဲ့ပြည့်နေတဲ့ကျွန်တော်ရဲ့အထဲကိုအင်အားတစ်ခုဝင်ရောက်လာငါအခွင့်မပေးပဲနဲ့ဘယ်သူမှသိခွင့်မရဘူးဆိုတဲ့ဖခင်ရဲ့တကိုးတော်တော့ထဲမှာဝင်လာတော့ကျွန်တော်အသက်ရှင်မပြန်ပေးဘူးအဲ့ဒီချိန်မှာကျွန်တော်သိသွားတာဟာငါတို့ကဖခင်ကိုဘာသာနဲ့ကိုးကွယ်နေတာဘာသာတရားရရှိခိုးတယ်အစီဝေစပြုကြပါစို့အားလုံးဆုတောင်းကြပါစို့လို့ပြောကျွန်တော်ဆုတောင်းပြီးတဲ့အခါမှာအစီအစဉ်တခြားကျွန်တော်အကုန်လုပ်သွားတယ်ပြီးသွားပြီ
พยาเจ้าสินาเนี่ยจะใส่กีเนี่ยจะต้องเป็นลูกชินาโกงลูกทำให้จะน้องพยาอารมณ์พยาหมดจะน้องอัดด้วยวิญญาณเนี่ยโอ้โหแบบพยาอัตชินเนี่ยตะเกียบพยาอีแล้วเดี๋ยวแต่ตาไอ้พยาเนี่ยจะน้องสัตว์ด้วยไม่ชิบูอภพပြောတဲ့ယေရှုအဖွားပြောတဲ့ယေရှုဆရာတွေပြောတဲ့ယေရှုကျွန်တော်ကိုတည်တယ်ကိုယ်တိုင်ကိုကြားအဲ့ဒီယေရှုမသိဘူးအဲ့ဒီဘုရားနဲ့နောက် English ကမှာ knowing about God နဲ့ knowing God ဟောတယ် knowing about God နဲ့ knowing God ဟောတယ်We know about Jesus, but we don't know Jesus personally. That's the problem. ကျွန်တော်ဘုရားအကြောင်းအရင်သိတယ်။ဒါပေမဲ့ကျွန်တော်ဘုရားနဲ့မသိဘူး။အဲ့ဒီအရာကကျွန်တော်တို့ကိုတကယ်သိရင်ရှိရင်မှအာမခံချက်မပေးဘူး။အရာအကြောင်းမသိဘူး။ကျွန်တော်နားလည်အောင်တစ်ခုပြောပြ။ကျွန်တော်တို့ Methodist ရဲ့ Methodist ဂိုင်းကနာရဲ့ဖခင်ကြီးလို့ပြောရတယ် John Wesley အဲ့ဒီ John Wesley တကယ်တော့တည်တဲ့အချိန်သူက Methodist မဟုတ်ပါဘူးသူက Anglican ဖြစ်တယ် Anglican Anglican သာသနာပြုဆရာကြီးကျမ်းစာအယံတက်တယ်ကျမ်းစာအယံနားလေတယ်ကျမ်းစာအကြောင်းနဲ့အယံသိတယ်တရက်အင်္ဂလန်ကနေပြီးတော့မှ Atlanta Georgia သွားပြီးတော့ America မှာသွားပြီးတော့သာသနာပြုဖို့သင်္ဘောစီးလာတဲ့အဲ့ဒီသင်္ဘောကပင်လယ်ထဲမှာသမုဒ္ဒရာထဲမှာမုန်တိုင်းကြောင့်မှောက်ပြီးတော့မှအကုန်တေလို့မတက်ဖြစ်နေတယ်အဲ့ဒီအချိန်မှာအဲ့ဒီလေထဲမှာသူပါသွားတယ်အဲ့ဒီတင်းတော်ထဲမှာသူပါသွားတယ်သေကံကြီးဖြစ်နေပြီအားလုံးကလည်းပဲအကုန်နဲ့ပစ္စည်းတွေအကုန်ပြစ်ချတော့တေရတော့မယ်ဆိုတာသိနေပြီအဲ့ဒီအချိန်မှာသာသနာပြုဆရာကြီး John Wesley ကတေရမှာအရင်ကြောက်တယ်ငါတေရတော့မယ်ဆိုတာသိတဲ့အခါမှာအထဲမှာဆိုရင်ချင်းကြောက်ရွံ့ချင်းနဲ့ပြင်းနေတယ်။ဒါပေမဲ့တစ်ချက်သတိရလိုက်တာကအဲ့ဒီသင်္ဘောထိပ်အဲ့ဒီသင်္ဘောထိပ် German ကလာတဲ့လူမျိုးစုတစုတွေကမိသားစုတစုဟာဖယားကိုမုံတိုင်းထဲမှာဖယားကိုကိုးကွယ်တယ်မုံတိုင်းထဲမှာတချင်းဆိုနေတယ်ကလေးကောအဖေကောအမေကောမုံတိုင်းထဲမှာသင်္ဘောနစ်တော့မဲ့သင်္ဘောထဲမှာတို့တချင်းဆိုနေလိုက်အဲ့ဒီအခြေအနေကိုသူကြည့်တော့သူ့ကိုသူပြန်ကြည့်တော့သူကသာသနာပြုဆရာကြီးသူကြောက်နေတယ်တရားအဲ့နဲ့ငါဘာလို့အဲ့လိုဖြစ်တာလဲငါတို့သာသနာပြုဆရာကြီးကသူ့စာအုပ်မှာရေးထားတယ်ငါတော့သူမြောက်ကဲတင်ဖို့သွားတယ်အခုချိန်မှာငါ့ကိုဘယ်လိုကဲတင်ပါလဲ He knows about Jesus but သူ့ရဲ့တကယ် question ကငါအခု America ဟလာသာသနာသွားပြုသူမြောက်ကဲတင်ဖို့ငါသွားငါ့ကိုတော့ဘယ်လိုကဲတင်ပါလဲသူကြောက်ဒါပေမဲ့အဲ့ဒီချိန်မှာမိသားစုတစုကကလေးကနေစပြီးလူကြီးတွေတချင်းဆိုပြီးတော့မုံတိုင်းထဲမှာတချင်းဆိုတာသူမြင်တော့ငါလို့တာနာပြုဆရာကြောက်တယ်သူတို့ကြောင့်ဘာဖြစ်လို့မကြောက်တာလဲမိကွန်း question mark ကြီးကြီးဖြစ်တယ်သူတို့ဘာလို့မကြောက်တာဒါနဲ့သူဖျားတယ်ဆုတောင်းတယ်ဖျားတယ်ကျွန်တော်အဲ့ဒီတေခြင်းတရားကိုကြောက်ရတဲ့ဘဝနဲ့တော့ကျွန်တော်မတေခြင်းဘူးတေခြင်းတရားကိုရေးကြီးကြီးရင်ဆိုင်ရတဲ့အချိန်ရောက်မှတေခွင့်ပေးပါဆုတောင်းတယ်ဘုရားခင်မဆာတဲ့မုံတိုင်းငြိမ်းသွားတယ်အမေရိကကိုရောက်သွားတယ်ချက်ချင်းပဲနောက်တစ်နေ့အဲ့ဒီမိသားစုရဲ့ဖခင်စီကိုတွားပြီးတော့ခင်ဗျားတေရမှာမကြောက်ဘူးလားလို့မေးတဲ့အချိန်မှာတစ်စက္ကန့်တော့မစင်စားဘူးအဲ့ဒီ
မျိုးသားရပြန်ဖြစ်လုံးဝမကြောက်ဘူးလေဘာဖြစ်လို့လဲလို့မေးတဲ့အခါမှာအဲ့ဒီလူအားဖြင့် John Wesley ဆိုတဲ့ဆရာကြီးကသာသနာပြုဆရာကြီး Anglican ဘုန်းတော်ကြီးဟာယေရှုခရစ်တော်ကိုကိုယ်တိုင်အသက်ခင်ဖြစ်ရရှိတယ်အဲ့ဒီအချိန်မှာမှရအဲ့ဒီအချိန်ကြတော့မှသူကောင်းကောင်းသဘောပေါက်သွားပြီနှစ်ပေါင်းများစွာသူကကျမ်းစာတည်ခဲ့တယ်ကျမ်းစာတတ်တယ်သာသနာလုပ်ငန်းတွေလုပ်ပြီးတယ်သူအထဲမှာခရစ်တော်မရှိဘူးဆိုတာသဘောပေါက်တယ်အဲ့အချိန်ကစပြီးတော့မှ home cell ဆိုအခုကျွန်တော်ကဘာမှာလုပ်နေ home cell ကို cell group လို့ဆိုတာအဲ့ဒီ John Wesley အဖြစ်တာစတင်ပြီးတော့မှကျမ်းစာကိုထိုင်ခဏကြာတင်ပေးရင်နဲ့မတ်တက်ကြာတင်ပေးတဲ့အတွက်ကြောင့် John Wesley ရဲ့အဖွဲ့တွေတင်ကြားပေးတဲ့အဖွဲ့တွေအားလုံးကမတ်တက်ကြာတင်ယူခံယူပြန်တင်ကြားပေးနိုင်တဲ့အတွက်သူတို့ကိုသူများက Methodist လို့သတ်မှတ်လိုက်တယ်။ဒါပေမဲ့ John Wesley ကတည်တဲ့အထိ Anglican Methodist မဟုတ်ဘူး။ဒါပေမဲ့ Methodist ကသူ့အားဖြင့်ဖြစ်ခဲ့တယ်။အခု AG တို့ Pentecostal တို့အားလုံးက Methodist ထဲကနေထွက်လာ။ဆိုကျွန်တော်ပြောပြချင်တာကဘာသာတရားတွေအားလုံးကသူ့ဟာနဲ့သူအကုန်ဟုတ်လားသူ့အကြောင်းအရာတွေရှိပါတယ်။ဒါပေမဲ့အရေးကြီးတာတင်နှစ်ချင်းဖြစ်ချင်း Anglican ဖြစ်ချင်း Methodist ဖြစ်ချင်း Catholic ဖြစ်ချင်းတင်ခရစ်တော်နဲ့အဆက်တွေရဖို့အင်မတန်အရေးကြီးတယ်ကျွန်တော်နာမည်ပြောလို့မရလို့ဒီကနေပြန်သွားတာနဲ့ကျွန်တော်မြန်မာပြည်မှာ Roman Catholic လူငယ်တွေကိုကျွန်တော်တင်ပြပေးလို့ရှိတယ်အဲ့ဒါလည်းဖြစ်ပုံက Roman Catholic ရဲ့ဖုန်းတော်ကြီးတစ်ပါးကျွန်တော်စီဖုန်းဆက်လာနာမည်တော့မဖော်ပါနဲ့တဲ့နာမည်ဖော်ပြဿနာရှိလို့သူ့နာမည်မဖော်ပါနဲ့သူ့အကြောင်းလည်းမပြောပါနဲ့ဘာဖြစ်လို့လဲဆိုတော့သူကိုယ့်အနေနဲ့ပြောရဲဆရာမကြိုက်တဲ့ဖုန်းတော်ကြီးတွေအများကြီးပဲတဲ့တရားမှာ99ရာခိုင်တော့ဆရာမကြိုက်ဘူးဒါပေမဲ့တရက်မှာကျွန်တော်ကဘာကြောင့်ဖြစ်သွားလဲဆိုတော့ तू က Catholic ဖုန်းတော်ကြီးဖြစ်တယ်တရက် तू အရာစိတ်နဲ့ကြပြီးတော့အရာစိတ်ပြားပြီးတော့သာသနာပြုချင်စိတ်တောင်မရှိတော့တဲ့အချိန်မှာဆရာရဲ့အခွင့်အရေးကျွန်တော်စီရောက်လာတယ်ဒါနဲ့ကျွန်တော်နားထောင်တဲ့အခါကျွန်တော်ဘဝတစ်ခုလုံးလွတ်မြောက်သွားတယ်အဲ့ချာစတော့ကျွန်တော်ရဲ့ Catholic လူငယ်တွေအားလုံးကို तू က Catholic လူငယ်တွေကိုကြည့်ရှုရတယ်လူငယ်တွေအားလုံးကိုလွတ်မြောက်စေချင်တာဒီကိုမောပါဒီနေ့ကျွန်တော်တို့ဘာသာထဲမှာရှိတာလား2019ဆိုတဲ့အတိတ်ပဲအရင်ကော2017ဆိုတာလေ year of completeness and perfection ပြည့်စုံစေတဲ့နေ့တင်ရတတ်တာထဲမှာကြီးမားစွာသောကောင်းကြီးမင်္ဂလာခံစားမဲ့နေ့ဖြစ်တယ်သို့တော့တင်ဘာသာထဲမှာရှိလို့မရဘူးတင်ဖျားနဲ့တကယ်သိတော့တိကျွမ်းတော့တတ်တာဖြစ်ရခရစ်ယာန်ဘာသာမဟုတ်ခရစ်တော်နဲ့တိကျွမ်းခြင်းဖြစ်ဖို့လို့ Christian is not a religion relationship with God တပတ်တစ်ခါဘုရားကျောင်းလာတက်ပြီးတော့ကျွန်တော်တို့ကခရစ်ယာန်ဖြစ်တယ်ဆိုတဲ့အတ္တတာနဲ့ကြောင့်နေလို့မရဘူးအကြောင်းတကယ်စစ်မှန်တဲ့ခရစ်ယာန်တတ်တာပါခရစ်တော်နဲ့တကယ်တိကျွမ်းခြင်းနောက်ခဏလေးကျွန်တော်ဒီနေ့မှာကျွန်တော်ဝင်ငါချင်တဲ့အကြောင်းခရစ်တော်အားဖြင့်ရသောအောင်မြင်ခြင်းခရစ်တော်အားဖြင့်ရသောအောင်မြင်ခြင်းခရစ်တော်အားဖြင့်ရသောအောင်မြင်ခြင်းအခြေပြုကြပိုက်က1 Corinthians chapter 15 verse 57
ခရစ်တော်အပြင်ရသောအောင်မြင်ခြင်း 1 Corinthians chapter 15 verse 57ကျွန်တော်မေးချင်တယ်ကျွန်တော်တရားဟောနေတာကိုနားမလည်တဲ့သူရှိရင်လက်ညှိုးထောင်ပြပါနားမလည်တဲ့သူတွေရှိရင် those who don't understand Burmese please let me know I want you to understand it I don't want you to sit and just listen that you don't understand and I don't want you to be like that. So I really want you to understand the word of God. So I believe that you all understand Burmese. Okay, that's good. နားမလည်ဘူးဆိုရင်ကျွန်တော်ဘာသာပြန်နဲ့ကျွန်တော်သွားပေးလို့ရတယ်အားလုံးရစေချင်တဲ့အတွက်ကြောင့်ဖြစ်တယ်အင်မတန်အရေးကြီးပါအားလုံးရစေချင်တယ်ဒီတပတ်တာမှာကျွန်တော်သင်ကြားတဲ့အရာတွေအားလုံးအရင်ရစေချင်တယ်ယုံကြည်သူတွေဘာသာတရားထဲမှာမရှိစေချင်တော့ဖေ။ခိုင်ကနာထဲမှာမရှိစေချင်တော့နောက်ထပ်ပြောမယ်လူမျိုးဇွဲထဲမှာမရှိကိုလူမျိုးကိုချစ်တာရန်ကောင်းတယ်ဒါပေမဲ့လူမျိုးဇွဲတဲ့အတ္တထဲမှာမရှိစေချင်တော့ဖယားကိုပဲဇွဲလာတဲ့အတ္တဖြစ်ပေါ်အရင်ကြီးတယ်။ဘာကြောင့်လဲကျွန်တော်ဒီဂျူလာမှာကျွန်တော်တရုတ်ပြည်မှာတွားတရားဟောတရုတ်ပြည်မှာဖယားကြီးကျွန်တော်တကားအကျိန်ဖွင့်ပြီတရုတ်ပြည်မှာပြည်နယ်30ကိုတွားတရားဟောမယ်30 provinces I was invited to preach in China. The 30 provinces. God opened the wide door for me to preach the gospel. Through Bambiole Surekama, Generoma, Kaiganari, Lumurika, Aku Ayiki, the crypto, Luanini. Yeah, now, crypto will love it over. Beaver. ခရစ်တော်လာပဲပေးတယ်ဒီနေ့ကျွန်တော်တို့အရေးကြီးဆုံးကဒီအသင်းတော်ထဲမှာခရစ်တော်တကယ်ကျင့်ဝတ်ပါစေအိမ်တော်တွေထဲမှာခရစ်တော်တကယ်ကျင့်ဝတ်ပါစေလူငယ်တွေထဲမှာခရစ်တော်တကယ်ကျင့်ဝတ်ပါစေမကျင့်ဝတ်ဘူးဆိုရင်ဒီဩစတြေးလျမှာမဟုတ်အမေရိကလည်းအခြေအနေမကောင်းတော့အမေရိကလည်းအခြေအနေမကောင်းတော့ကနေဒါလည်းအခြေအနေမကောင်းတော့အင်္ဂလန်နိုင်ငံကတော့သူတို့တွက်ထားပြီးသားမကြာခင်မှာမွတ်စလင်နိုင်ငံဖြစ်မယ်တွက်ထားပြီးသားအခုတရက်ကိုအီရတ်မှာယုံကြည်သူတွေကောင်းဖျက်အသက်ခံနေရနေတိုင်းကောင်းဖျက်အသက်ခံနေရတဲ့ခရစ်ယာန်အခုတကယ်မွတ်စလင်တွေအဓိကတက်ကြကAmerica, England, Australia, Canada ကိုသူတို့သိပ်ပိုက်ဖို့ကြံစည်ထားပြီးသား Europe နောက်15နှစ်မှာ Europe ကမွတ်စလင်နိုင်ငံတွေဖြစ်ရအကုန်သူတို့ကွက်ချလာပြီးသားသူတို့မွတ်စလင်နိုင်ငံဖြစ်ရင်ကျွန်တော်ဒီလိုနဲ့ကိုယ်ဝယ်လို့ရမထင်တာမရတော့ဘူးသူတို့ကတစ်ခုပဲသိချင်စရာအလ္လာနဲ့တာလဝါဆိုတာကအလ္လာကိုလက်မခံရင်ဒါကိုကြည်တာပဲမင်းကြိုက်တာယူအဲတော့ကိုကြည့်ချက်ကောင်းပြတ်တတ်တယ်အလ္လာရဲ့အမိန့်တော်တိုင်းIraq, Middle East မှာအလ္လာကိုယုံကြည်တဲ့သူပဲရှိရမယ်။နောက်မွတ်စလင်ရဲ့အဓိကတက်ကကဘာမှာအကြီးမားဆုံးအပြစ်ရှိတော့သူကအလ္လာကိုလက်မခံတော့သူဒါကြောင့်ကောင်းဖြတ်တတ်လို့ရတယ်။အခုအဓိကဒါကြောင့်သူတို့ဘာလုပ်နေလဲ America Canada ကို stronghold နေတယ်သူတို့သွားပြီးတော့အကြီးကျယ်ဒုက္ခတွေနဲ့ဝင်သွားတယ်။အဲ့မှာဒုက္ခတွေမဟုတ်ဘူး။
ဝင်သွားတာဒုက္ခတယ်လို့ဝင်အထင်းမှာပတ်စံထုတ်လိုက်တယ်ဝင်သွားတယ်အဓိကသူတို့သွားလို့တော့ချမ်းမဟုတ်ဘူးမွတ်စလင်နိုင်ငံဖြစ်ရတယ်အမေရိကအင်္ဂလန်ကနည်းနည်းလေးပဲကျန်တော့ကျွန်တော်တို့ခရစ်ယာန်တွေဘာကြောင့်လဲပေါ်စာမှုကြောင့်ဘာပေါ်စာခရစ်ယာန်တော့ဖြစ်တယ်အမေရိကနိုင်ငံတိုင်းမှာမြို့နယ်တိုင်းမှာရက်ကွက်တိုင်းမှာဗလီရှိတယ်ဆော်ဒီအာရေဗျမှာကျန်းစာအုပ်ယူသွားလို့မရဘူး immigration ကျန်းစာအုပ်ကိုတွေ့တာနဲ့အဲ့လိုစုပ်ပြေလို့နှုတ်ပြလိုက်ကြောင်ပြောချင်တာကဘာသာရေးစိတ်ဓာတ်ကိုကျွန်တော်သင်ပေးတာမဟုတ်ဘူးဒီနေ့ခရစ်ယာန်တွေကိုဘသူ့ကိုကိုးကွယ်လို့ကိုးကွယ်မှတော့ကိုမသိဘူးဘယ်တော့ကြီးတဲ့ဘုရားကိုးကွယ်မှတော့ကိုမသိဘူးအဲ့တိုင်းကျွန်တော်လုံးလို့မရတော့ဘူးနောက်ဆုံးသောချိန်ကာလရောက်နေပြီအမေရိကန်နိုင်ငံကတက်တက်လေးပဲဘယ်ချိန်ပေါက်ကွဲနေဆိုဘယ်သူမှမသိဘူးမကြသေးခင်အိုဘားမားက diplomatic ရုရှားရဲ့တန်ရုံးတွေအားလုံးကိုပြန်ပေါင်းထုတ်လိုက်အဲ့ဒါကြီးမားသောပြဿနာတရုတ်ပြည်အများကြီးကြည့်နေတယ်အမေရိကရဲ့ leadership ရဲ့ weakness leadership ခေါင်းဆောင်သူတွေရဲ့အားနည်းချက်ပါလေသူတို့တဖြည်းဖြည်းနဲ့နိုင်ငံခေါင်းဆောင်တွေတဖြည်းဖြည်းနဲ့အားနည်းလာပြီအုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာအားနည်းလာမညီညွတ်မှုတွေများလာပြီအဲ့ဒါကိုအများနဲ့စောင့်ကြည့်နေတာတရုတ်အဲ့ဒီအားနည်းချက်ကိုကြည့်တော့ဘယ်အချိန်မှဘယ်လိုလုပ်အောင်ဒီလိုချိန်ကာလမှာညီကိုမောင်မတို့ဒါနောက်ဆုံးတော့ချိန်ကာလproperty အားလုံး proper future ရဒီ Australia မှာကြီးမားစွာသောစီးပွားရေးကဆိုင်ခြင်းဖြစ်လေအလုပ်တွေယာနဲ့မဟုတ်ထောင်နဲ့မဟုတ်တောင်းနဲ့ရှိအလုပ်တွေပြုတ်ပြောရပြီလားဒါပေမဲ့ဖယားနဲ့သွားသောသူတွေအသက်တာဘုရားတောင်းလို့ဖယားနဲ့သွားသောသူကိုဖယားတောင်းလို့ဖယားသားသမီးတွေကိုဖယားတောင်းလို့ဒါဆိုဖယားသားသမီးကဘာလုပ်လဲခရိယာတိုင်းကဖယားသားသမီးမဟုတ်ဘူးဖယားသားသမီးဆိုတာတရှိသောဝိညာဉ်တော်ရဲ့တစိမ့်ခတ်ခြင်းကိုခံတော့အာမင်ပြန်ပြောမယ်ဖယားသားသမီးဆိုပါလဲတရှိသောဝိညာဉ်တော်ရဲ့တစိမ့်ခတ်ခြင်းခံတော့sealed out sealed by the Holy Spirit that's all below luwa ta shi no win ni no ye the say catching ko kan ya Ephesians chapter 1 verse 13ဧဖအခန်းကြီး1ငယ်73ဘုရားသားသမီးမှရင်တန်ရှိသောဝိညာဉ်တော်ဤတစိမ့်ခတ်ခြင်းကိုခံရဒါဆိုတန်ရှိသောဝိညာဉ်တော်တစိမ့်ခတ်ခြင်းကပါလေခဏလေးကျွန်တော်ဒီကွာချက်လေးအားလုံးဖတ်ပေးလို့ရမလားချင်းလို့ဖတ်ပေးလို့ရမလား73တစ်ကနေဧဖအခန်းကြီး1ငယ်73 1 2 3မမလို့ဆိုရင်တင်တို့ဒီကဲတင်တော်မူခြင်းအကြောင်းတွေရှင်သောဧဝံဂေလိတရားဒီဟုသောတမန်တရားကိုကြား၍ယေရှုထိုခရစ်တော်ကိုယုံကြည်ပြီးမှဂတိတော်နှင့်ရှင်သောတရှင်သောဝိညာဉ်တော်၏တစိမ့်ခတ်ခြင်းကိုခံရကြ၏
အားလုံးခဏလေးကြည့်အောင်အဖေမေခရိယန်ဖြစ်လို့ခရစ်တော်ကိုယုံတော်သူတွေကိုမပြောကိုကခရိယန်ဖြစ်လို့ခရစ်တော်ကိုယုံတော်သူတွေကိုပြောတာမဟုတ်ဘူးဒီခရစ်တော်ယုံတယ်ဘာလို့ယုံတာလဲအဖေမေကယုံလို့ကိုလည်းယုံတယ်မရဘူးလားဒီခရစ်တော်ကိုယုံတယ်ဘာကြောင့်လဲဒီကခရစ်ယာန်ဖြစ်လို့ယုံတယ်မရခရစ်ယာန်ဖြစ်လို့ခရစ်တော်ယုံတာမဟုတ်ဘူးအဖေမေယုံလို့လည်းကိုလည်းယုံတာမဟုတ်ဘူးဘာလို့ယုံတာလဲဆိုတော့ဧဝံဂေလိကိုကြားပြီးမှခရစ်တော်ကိုယုံတော်သူဖြစ်ဖို့ခရစ်တော်ကိုယုံနေဆိုတာကသူများယုံလို့လိုက်ယုံတာမဟုတ်ဘူးဧဝံဂေလိဒီဟုသောတမန်တရားကိုကြားပြီးတော့မှယေရှုယုံတော်သူဖြစ်ရတယ်တင်ယုံချင်တိုင်းယုံတာမဟုတ်ဘူးတင်ဘာလို့ယုံလဲဆိုတာတင်သိရကျမ်းစာထဲမှာပြောတယ်ဘာဖြစ်လို့တင်ယုံတာလဲဧဝံဂေလိကိုကြားပြီးတော့မှဧဝံဂေလိဒီဟုသောတမန်တရားကိုကြားပြီးတော့မှယေရှုကိုယုံရင်အဲ့ဒါကစစ်မှန်သောယုံကြည်သူဖြစ်တယ်အဲ့ဒီလူကတစ်စိတ်ခတ်ခြင်းကဒါဆိုတော့ကျွန်တော်ပြန်ပြောပြခရစ်တော်ကိုယုံတာကအဖေမေယုံလို့မဟုတ်ဘူးခရိယာန်ဖြစ်လို့ယုံတာလည်းမဟုတ်ဘူးဘာလို့ယုံတာလဲဆိုတော့ဧဝံဂေလိကိုကြားပြီးတော့မှခရစ်တော်ယုံတာဖြစ်ရတယ်ဒါဆိုရင်ဟုတ်ပြီဧဝံဂေလိဆိုတာဘာလဲလာပြီတစင်ချင်းစီကျွန်တော်သွားနေဖယားသားသမီးဆိုတာကတန်ရှင်သောဝိညာဉ်တော်ရဲ့